ရာအလုံးဘယ်လိုစတင်ခဲ့တယ်လဲကဘာကြီးလူသားအဖြစ်ယုံကြည်ခြင်းကဲတင်ခြင်းဒီမေကွန်းအလုံးအတွက်အဖြေကိုတမန်ကျမ်းစာ၏ပထမဆုံးစာအုပ်ခဲ့သောကဘာဦးကျမ်း Genesis ထဲမှာတွေ့နိုင်ပါတယ် Genesis ဆိုတဲ့စကားလုံးဟာအစပြုခြင်းစတင်ခြင်းလို့အဓိပ္ပာယ်ရပါတယ်ဒီနေ့မှာတော့ကဘာဦးကျမ်းရဲ့အရေးကြီးဆုံးအကြောင်းအရာတွေကို documentary ပုံစံနဲ့ကြည့်ကြရအောင်အစဦး၌ဖျားသခင်သည်ကောင်းကင်နှင့်မြေကြီးဟုဖန်ဆင်းတော်မူ၏အမောင်ထုအသွင်ဖျားသခင်၏အတန်ထွက်ပေါ်လာ၏အလင်းဖြစ်စေအလင်းပေါ်လာ၏6ရက်အတွင်းဖျားသခင်သည်အလင်းနှင့်အမောင်မိုးကောင်းကင်ပင်လယ်နှင့်မြေပြင်အပင်များနေလကျဲများငတ်များငါးများတိရိစ္ဆာန်များနောက်ဆုံးလူသားကိုဖန်ဆင်းတော်မူ၏လူကိုမိမိပုံသဏ္ဍာန်အတိုင်းဖန်ဆင်းတော်မူခဲ့၏ဒါဟာလူသားရဲ့တန်ဖိုးကိုပြသတဲ့ပထမဆုံးကြီးညာချက်ဖြစ်ပါတယ်ဖျားသခင်သည်လူသားပထမဦးဆုံးအာရန်ကိုဖန်ဆင်းပြီးအေဒင်ဥယျာဉ်တွင်နေရာပေးတော်မူသည်ထိုဥယျာဉ်ဟာလှပမှုငြိမ်သက်မှုအသက်ရှင်မှုပြည့်စုံသောနေရာဖြစ်သည်ထို့နောက်အာရန်တရုတ်တဲ့မကောင်းဟုဆိုပြီးသူအတွက်အဖော်ဖြစ်အေဝါကိုဖန်ဆင်းတော်မူသည်ဖျားသခင်နှင့်လူသားကြားဆက်ဆံရေးသည်စုံလင်ပြီးတန့်ရှင်းခဲ့သည်သို့တော့မွေသည်အေဝါကိုလှည့်ဖျားသည်ဖျားသခင်ပြောသလိုမဟုတ်ပါဘူးအေဝါသည်တားမြစ်ထားသောအတီကိုစားသည်အာဒံနဲ့စားသည်အဲ့ဒီအချိန်မှာအပိဓာလူသားလူကတည်းဝင်လာခဲ့သည်ရှက်ကြောင်မှုကြောက်ရွံ့မှုနာကျင်မှုတေးခြင်းလူသားနှင့်ဖျားသခင်ကြားဆက်ဆံရေးပျက်စီးသွားသည်အာဒံနှင့်အေဝါသည်အေဒန်ဥယျာဉ်မှာထုတ်ပယ်ခံရသည်ဒါပေမဲ့ဖျားသခင်သည်ကဲသည်အချိန်ကြာလာသည်နှင့်အမျှလူသားတို့၏စိုးသွားမှုတိုးများလာသည်ကဘာကြီးသည်အကျန်းဖတ်မှုနှင့်ပြည့်သွားသည်သို့သောဖျားရှိတော်၌ဂျေဇုတော်ရသောသူတစ်ယောက်ရှိသည်သူကတော့နော်အေဖျားသခင်သည်နော်အေအားတင်ဘောကြီးတဆင်းဆောက်ရန်အမိန့်ပေးတော်မူသည်လူများရေမောကြသည်ယုံကြည်ခြင်းမရှိကြဒါပေမဲ့နော်အေနာခံခဲ့သည်ရေလွှမ်းမှုရောက်လာသောအခါတင်ဘောအတွင်းရှိသူများသာကဲ့တင်ခံရသည်ရေကြော့သွားပြီးနောက်ဖျားသခင်သည်တစ်တန်ကိုပဋိညာဉ်အမတာအဖြစ်ပေးတော်မူသည်လူသားများကပြောကြခေါင်းကင်ထိရောက်မီတိတ်တလုံးတိဆောက်ကြစို့ဒါဟာဂုံယူမန်တက်မှုဒီတင်ကြတာဖြစ်သည်ဖျားသခင်သည်သူတို့၏ဘာသာစကားများကိုကွဲပြားစေတော်မူပြီးလူများပြန့်နှံ့သွားကြသည်ထို့နောက်ဖျားသခင်သည်လူတစ်ယောက်ကိုခေါ်တော်မူသည်အာဗြဟံသင်ပြီမှထွက်သွားလောငါပြမိပြီးသို့သွားလောအာဗြဟံသည်မတိသောလမ်းကိုယုံကြည်ခြင်းဖြင့်လျှောက်သွားသည်ဖျားသခင်ကဂတိပြုတော်မူသည်သင်ဤမျိုးနွယ်သည်မိုးကောင်းကင်ကျယ်များကဲ့သို့များပြားမည်အသက်ကြီးသောလဲအာဗြဟံနှင့်ဆာရာတို့ထံသားတစ်ယောက်ပေးတော်မူသည်သူ၏နာမည်မှာအိဇက်ဣဇက်မှာယာကုပ်မွေးဖွားလာသည်ယာကုပ်သည်နောက်ပိုင်းတွင်ဣသရေဟုခေါ်ခြင်းခံရသည်သူသား12ယောက်မှာဣသရေလအမျိုး12မျိုးပေါ်ပေါက်လာသည်ထိုသားများထဲမှာအကျော်ကြားဆုံးတစ်ယောက်မှာယောသက်သည်အိမက်မြင်သူဖြစ်သည်ဒါကြောင့်ညီအကိုများမနာလိုကြပြီးသူ့ကိုကျုံအဖြစ်ရောင်းစားကြသည်အီဂျစ်တွင်ကျုံဖြစ်ခဲ့သည်ထောင်ချခဲ့သည်ဒါပေမဲ့ဖျားသခင်သည်သူ့နှင့်အတူရှိတော်မူသည်နောက်ဆုံးတွင်ယောသက်သည်ဖာရောအောက်တွင်ဒုတိယအာဏာရှိသူဖြစ်လာသည်အစာခေါင်းပါခြင်းတွင်မိသားစုကိုကယ်တင်နိုင်ခဲ့သည်ယောသက်ကပြောခဲ့သည်တင်တို့သည်မကောင်းမှုကိုကြံစည်ကြတော့လေဖျားသခင်သည်ကောင်းမှုအဖြစ်ပြောင်းလဲတော်မူ၏ကဘာဦးကျမ်းဟာကဘာဖန်ဆင်းခြင်းဆက်လန်းတာမဟုတ်ပါဒါဟာလူသားကြဆုံခြင်းဖျားသခင်ဤကျေးဇူးတော်ယုံကြည်ခြင်းဤလမ်းခရီးကယ်တင်ခြင်းဤအစပြုခြင်းကိုဖော်ပြထားသောကျမ်းစာအုပ်ဖြစ်သည်အစကင်းဤအဆုံးထိဖျားသခင်သည်မိမိလူများကိုမစွန့်ပစ်ထဲပါကဘာဦးကျမ်းကဒီနေ့လဲပြောနေစေဖြစ်သည်တင့်ဘဝအသေးတစ်ခုလဲ
ဖျားသခင်နှင့်အတူစာတင်သည်